မျိုးသားတယောက်ဟာဈေးကနေစားဖို့အတွက်လင်းတို့တစ်ကောင်ကိုဝယ်ယူခဲ့ပါတယ်။အဲဒီလင်းတို့မှာတည်စေနိုင်တဲ့ဗိုင်းရပ်ပိုးတွေရှိနေခဲ့ပါတယ်။သူဟာလင်းတို့ကိုကင်တွယ်ပြီးနောက်မျက်လုံးကိုပုတ်မိရမှာတစင်လင်းတို့မှာပါလာတဲ့တည်စေနိုင်တဲ့ဗိုင်းရပ်ပိုးတွေကူးစက်ခံခဲ့ရပါတယ်။များမကြမီရက်အတွင်းမှာသူဟာပြင်းထန်စွာဖျားနာလာပြီးခန္ဓာကိုယ်တုံရင်ကသွေးတွေကိုအန်ထုတ်ခဲ့ပါတယ်။ဇနီးဖြစ်သူကသူ့ယောက်ျားဖျားနေတာကိုတွေ့တဲ့အခါဆရာဝန်ကိုတားရောက်ခေါ်ယူခဲ့ပေမဲ့ဆရာဝန်ရောက်လာတဲ့အချိန်မှာအမျိုးသားကတည်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆရာဝန်ကအမျိုးသားရဲ့အသက်ကိုမမီခဲ့ပါဘူး။ဒါပေမဲ့အမျိုးသားကိုတွေ့တဲ့အခါရောဂါပိုးကူးစက်ထားမှန်းကိုချက်ချင်းသိလိုက်ရပါတယ်။ဒါကြောင့်ဆရာဝန်ကသူ့ရဲ့မိသားစုကိုဒီဗိုင်းရပ်ကမျက်ရည်တတွေသို့မဟုတ်သွေးနဲ့ချွေးတို့မှတဆင့်ကူးစက်နိုင်ပြီးအလွန်အန္တရာယ်များကြောင်းကိုဆရာဝန်ကသတိပေးခဲ့ပါတယ်။ဒါကြောင့်ထိုအမျိုးသားရဲ့အလောင်းကိုမထိတွေ့ရနဲ့ထိတွေ့ပြီးရင်လည်းစက်ပြနဲ့တေချာစွာဆေးကြောရန်မှာကြားခဲ့ပါတယ်။ဆရာဝန်ပြန်သွားပြီးမကြခင်အချိန်မှာပဲအထူးကကွယ်ရေးဝတ်စုံဝတ်ထားတဲ့ကုညီရေးအဖွဲ့ဝင်များရောက်လာပြီးတအိမ်လုံးရောအမျိုးသားရဲ့အလောင်းကိုပါပိုးသက်ဆေးတွေဖြန်းခဲ့ပါတယ်။ဗိုင်းရပ်ပိုးမပြန့်နှံ့စေဖို့အတွက်တေဆုံးသူရဲ့အတုံးဆောင်ပစ္စည်းများအလုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့ပါတယ်။အမျိုးသားရဲ့အလောင်းကိုလည်းထိုနေ့မှမြေမြုပ်တက်ပြိုခဲ့ပါတယ်။ရက်အနေငယ်ကြာတဲ့အခါမှာဇနီးဖြစ်သူဟာလည်းဗိုင်းရပ်ပိုးကိုထပ်မံကူးစက်ခံခဲ့ရပါတယ်။ဒါပေမဲ့သူမကိုကျန်းမာရေးဌာနကိုအချိန်မီပို့ဆောင်နိုင်ခဲ့တာကြောင့်ကံကောင်းထောက်မစွာနဲ့အသက်ရှင်လွတ်မြောက်ခဲ့ရပါတယ်။ပြီးတော့ပါပြီ။